အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အသစ်ထွက်ရှိလာတဲ့ War မှာ Bin Rock Battle နဲ့ Bin Rock Riot ဆိုတဲ့နှစ်ခုကိုကျွန်တော်သွားဆော့ပြမှာဖြစ်ပါတယ်ဘယ်လိုဆော့ရမှာလဲဆော့ပုံဆော့နည်းလေးတွေကျွန်တော်နဲ့အတူသွားကြည့်လိုက်အောင်ခင်ဗျာရှာမတွေးတဲ့ညီကိုတွေအတွက်ကြတော့ဒီကုန်းနဲ့ပတ်နဲ့ရိုက်ထည့်ပြီးတော့ရှာလို့လည်းရပါတယ်ဒီထဲရောက်လာပြီဆိုရင်တော့ဒီလိုပုံစံနဲ့တွေးရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တိုင်းအိမ်ပဲဖြစ်ပါတယ်ဒီဘေးမှာကြတော့တခြားသူတိုင်းအိမ်တွေပေါ့ဗျာအခုမှဝင်လာတဲ့သူဆိုရင်တော့ဘာမှမရှိသေးတဲ့အိမ်လို့ဒီလိုပုံစံတွေးရမှာပဲဖြစ်ပါတယ်ကိုရဲ့တိုင်းအိမ်ထဲမှာဒီလို character အကောင်တွေဘယ်လိုပဲထည့်ရလဲဆိုတာဒီမှာကျွန်တော်ပြောပြမယ်ဗျာဒီအရှိမရှိတဲ့ character အကောင်တွေမှန်သမျှဝယ်လို့ရပါတယ်ဒီအပေါင်းနဲ့ထွက်လာတာပေါ့နော်ပြီးတော့ဟိုးအပေါင်းနဲ့တပြောက်တာပေါ့ဗျာကိုဝယ်မဲ့အကောင်ကိုဗျာအဲ့မှာဖိလိုက်ဗျာအဲ့လိုဖိသွားဆိုဟိုးမှာကိုတိုင်းအိမ်ထဲမှာရောက်သွားရဲ့မှာတွေ့ရလားမသိကိုဝယ်လာတဲ့ character ပဲအကောင်မဆိုကိုပြန်ရောင်းခြင်းလဲပြန်အောင်လို့ရပါတယ်တကယ်လို့ပြန်ရောင်းမယ်ဆိုရင်မှဖိလိုက်ဗျာခဏနေပျောက်သွားလိမ့်မယ်အဲ့မှာနောက်တစ်ခုကျတော့ပတ်စံနေဆွေတွေဘယ်အနေရလဲဆိုတော့ကိုတိုက်ခန်းမှာစီးတဲ့ character အကောင်နေရတာပေါ့ဗျာဒီအဆေးမှာသူချထားပေးတာအများကြီးပဲเนาะအကောင်ကစေးကြီးကြီးတယ်လို့သူအများကြီးချပေးတယ်ဗျာအဲ့ဒါကြောင့် character အကောင်စေးကြီးကြီးနေဝယ်ထဲပါအဲ့ဒါမှကိုမဆွေတွေငွေတွေများများရလာမှာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာရှိတယ်ဗျာဒီမှာတခိုးတွေတဘိုးတွေအများကြီးရှိတယ်เนาะဒီမှာပြောတာနဲ့တော့မဆုံးသေးဘူးမှာကြောဟာခိုးနေပြီဒီကောင်နဲ့အမှပန်နဲ့ရိုက်လိုက်အဲ့ဒါဆိုရင်ကို PC ခိုးလို့မရတော့ဘူးကို PC ကခိုးမခံရအောင်ဗျာတော့ခတ်ဖို့မမေးနဲ့တော့ဒါပေမဲ့မိနစ်နဲ့ရှိတယ်เนาะဒီကောင်မိနစ်ကုန်သွားတကားလို့ပွင်းသားလိမ့်မယ်အဲ့ဒီချိန်တကားပွင်းတဲ့ချိန်ကဒီကောင်တွေလာခိုးလို့ရကြဘိုးတွေအဲကြောင့်သတိထားပါသူများကို PC ကိုခိုးလို့ရတယ်လို့ကိုကလည်းသူများ PC ကိုခိုးလို့ရတယ်မှာကြောခိုးပြမယ်အကောင်တကားပွင်းသားတယ်မှာတကားပွင်းနေမတိမတာလေးတော့ခိုးပြဒါခိုးပြတာเนาะတကယ်ခိုးတာမဟုတ်တော့ဒါခိုးပြတာမတိမတာလေးတော့ခိုးသွားပါဗျာမီးသွားမရတော့ဒါနမူနာစမ်းပြတာเนาะပြောနေရင်လည်းကျွန်တော် PC ခိုးခံနေရရွေးမှာပါဘူးအနီအောင်နဲ့အတန်မြည်နေအဲ့ဒါကို PC ခိုးခံရပြီဒါမှလိုက်တော့လိုက်ရိုက်လိုက်ပန်းနဲ့ပြောရင်းဆိုရင်လည်းတကိုးရောက်လာရင်မှာခိုးတော့မှာတကိုးတွေကြဘိုးကြီးများရတော့အဲ့မှာခိုးဘလုံးနေရဒီကောင်ခိုးဘလုံးနေတာမျိုးကောင်းကြီးနောက်တစ်ခုကျတော့ကိုမ level ဘယ်လောက်ရောက်ပြီလဲဆိုတာသိချင်အပေါ်မှာကြည့်လိုက်ပါဒီ level တက်ဖို့အတွက်ဘယ်လိုလုပ်ရမှာလဲဘယ်အနေကြည့်ရလဲဆိုတာဥပမာကြောင့်ခုရောက်စီးနေတာတော့ level 4ပေါ့နော် level 5တက်ဖို့အတွက်ဒီများနေရာမှာကြည့်လိုက်ပါဒါကတော့စငယ်3ဘိန်းတူကိုကြော်ရှာမှာပဲဖြစ်ပါတယ် level တက်ဖို့အတွက် character ရပြီဆိုရင်တော့အပေါ်မှာထိုးထားတဲ့လူရုပ်ပုံစံနဲ့များကိုနှိပ်လိုက်ရင် level တက်မှာပဲဖြစ်ပါတယ်ကို level 4နဲ့ level 5တက်တော့မယ်ဆိုရင်တော့ဒီကိုတိုက်ခန်းထဲမှာရှိတဲ့ character တွေမှာအများအကုန်လုံးပျောက်သွားမှာဖြစ်ပါတယ်။ဒါမဲ့ကိုယ့်ရဲ့တိုက်ရှင်းမှာရှိတဲ့ဒီကောင်ကြီးကတော့မပျောက်သွားပါဘူးဗျာ။အဲ့ဒါကြောင့်စေးကြီးတဲ့အကောင်ကိုကိုယ့်ရဲ့တိုက်ရှင်းမှာထားပေးပါ။အပေါ်မှာပြထားတဲ့တကားပုံစံလေးကြတော့ကိုယ့်အိမ်မှာအမြန်ဆုံးပြန်ချင်တယ်ဆိုရင်နှိပ်လိုက်ပါဗျာ။အဲ့ဒါဆိုရင်ကိုယ့်ရဲ့အိမ်တိုက်ခန်းရှင်းမှာတန်းရောက်သွားပါလိမ့်မယ်ဗျာ။တကယ်လို့သူများအခန်းထဲမှာထွက်လို့မရဘူးဆိုရင်လည်းအဲ့ဒီတကားပုံစံလေးနဲ့နှိပ်လိုက်ရင်ကိုယ့်အိမ်တိုက်ခန်းရှင်းမှာတန်းရောက်သွားပါလိမ့်မယ်ဗျာ။နောက်တစ်ခုကြတော့ဒီလို Bin Rock Party ဖွင့်နေတဲ့အချိန်ကိုရဲ့တိုက်ခန်းတွေသူ့အလိုလိုလော့ကျသွားပါလိမ့်မယ်ဗျာသူများလည်းကို PC ကိုလာယူလို့မရတယ်လို့ကိုကလည်းသူများ PC ကိုသွားယူသွားခိုးလို့မရပါဘူးဗျာဒီ Bin Rock Party ဖွင့်နေတဲ့အခန်းကိုလိုချင်တဲ့ character တွေယူသွားလို့ရပါတယ်တည်သွားလို့ရပါတယ်ဒီမှာရှိတဲ့ကြက်ဥတွေရိုက်ခွဲပြီးတော့ character တွေလည်းယူသွားလို့ရပါတယ်ဗီဒီယိုကတော့ဒီလောက်လေးပါပဲဗျာအားလုံးအဆင်ပြေကြပါစေအားလုံး bye bye